ဒီနေ့ထားရပြီဆိုလို့ရှိရင်မြုပ်ပြီးခဲကြံမုံထည့်မယ်နော်ဒီခဲကြံမုံထည့်လိုက်မယ်မြုပ်ပြီးလေကျက်လာပြီအဲ့ဒါဆိုလို့ရှိရင်ငါးထည့်မယ်ငါးထည့်မယ်အဲ့ဒါရုပ်နေပါနော်ဟုတ်ကဲ့ပါအခုနေထားဆိုလို့ရှိရင်မကြီးမြက်ကလေးထည့်မယ်အဲ့ဆိုရင်ငပိဆိုရင်လည်းအရင်မငန်းတော့ဘူးငပိနှိမ့်ထည့်လိုက်တဲ့အတွက်ဒီငါးငပိကြောကိုထမင်းပူပူလေးနဲ့ပဲစားမယ်ဆိုရင်လည်းအရင်ကိုလိုက်ဖက်တော့ငါးလေးပါနော်ငါးငပိလေးดูท่าละมาที่ดูเดี๋ยวท่าละเป็นไปที่นี่เดี๋ยวไปก่อนเนาะโอเคပါအခုဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိလာတယ်ငါးပီကျော်လေးတစ်ခွက်ရပါပြီထမင်းဖြူဖြူလေးနဲ့တွဲစားလို့ရှိရင်လည်းအရန်ကိုလိုက်ဖက်တော့ပါရှင်အားလုံးပဲလိုက်လို့စားကြည့်ပါနော်အရန်ကိုလွယ်ကူမြန်ဆန်ပါတယ်နော်ဗီဒီယိုလေးကိုခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်းကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးထားကြပါအောင်နော်